မိတ်ဆွေရဲ့ပတ်စံကိုမိတ်ဆွေအတွက်အလုတ်လောက်ခိုင်းဖို့အိမ်မက်မှတ်ဖူးပါသလားလူအများစုကဒီလိုမျိုးတွေးဖူးကြပေမဲ့အမှန်တကယ်လက်တွေ့ဖြစ်လာဖို့အတွက်ဘာလုပ်ရမလဲဆိုတာမသိကြပါဘူးဒီကနေ့တော့တတိရီတာတိထားတဲ့လျှို့ဝှက်နီလန်းတွေကိုမိတ်ဆွေနဲ့အတူဝေမျှပေးချင်ပါတယ်ဒီအတွက်အဓိကကျတဲ့စာအုပ်လေးအုပ်ရဲ့အနည်းချုပ်တွေကိုပြောပြပေးသွားမှာပါဒီစာအုပ်တွေကဘယ်လိုယင်းနှိမ့်မြုံနှံမှုတွေလုပ်တင်လဲဘယ်လိုဆုံးဖြတ်ချက်တွေချတင်လဲဆိုတာကိုနားလည်အောင်ကူညီပေးပါလိမ့်မယ်Stock ဈေးကွက်မှာဘယ်လိုပုံစံမျိုးနဲ့အောင်မြင်မှုရအောင်လုပ်နိုင်လဲဆိုတာလေ့လာကြရအောင်ပထမဆုံးအနေနဲ့ Charles Ellis ရဲ့ The Loser's Game ဆိုတဲ့စာအုပ်ကြောင့်ပြောပြချင်ပါတယ်ဒီစာအုပ်ကယင်းနှိမ့်မြုံနှံမှုဆိုတာအမားမလို့ဖို့အာယုံဆက်ရတဲ့ game တစ်ခုပါပဲလို့ဖော်ပြထားပါတယ်တင်းနစ်အားကစားကိုဥပမာပေးရရင် Pro တင်းနစ်သမားတွေဟာကိုယ်တိုင်ရမှတ်တွေရအောင်ကစားကြပါတယ်ဒါပေမဲ့အပျော်တမ်းကစားသမားတွေကတော့ပြိုင်ဘက်ရဲ့အမားကနေရမှတ်တွေများပါတယ်အခုခေတ် store ဈေးကွက်ကအပျော်တမ်းကစားသမားတွေရဲ့တင်းနစ်ပွဲနဲ့ဆင်တူပါတယ်အမားလုံးမိတာကိုရှော့ချနိုင်ဖို့စူးစမ်းရမှာဖြစ်ပါတယ်အရင်တုန်းကတော့သတင်းအချက်လက်တွေကကွာဟချက်များလို့ pro ရင်းနှီးမြှုပ်နှံသူတွေပဲအခွင့်အရေးရခဲ့ပါတယ်ဒါပေမဲ့အခုခေတ်မှာတော့အဖွဲ့အစည်းကြီးတွေက AI တွေနဲ့သတင်းအချက်လက်တွေကိုအမြန်ဆုံးခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်ဒါကြောင့် pro ရင်းနှီးမြှုပ်နှံသူတွေတောင်ဈေးကွက်ပြမ်းမြကိုကြော်ဖို့ခက်ခဲလာပါတယ်ကျွန်တော်တို့လိုတာမန်လူတွေကတဦးချင်း stock တွေကိုရွေးချယ်ပြီး pro တွေထက်ပိုအမြတ်ရဖို့ကြိုးစားတာကတကယ်တော့အလွန်ခက်ခဲပါတယ်အရေးကြီးတဲ့နောက်တစ်ချက်ကယင်းနှိမ့်မြုံနှံမှုရဲ့ကုန်ကျစရိတ်တွေပါအယောင်ဝယ်အခက်ကြီးငွေတွေစီမံခန့်ခွဲမှုစရိတ်တွေနဲ့အခွန်တွေကမိတ်ဆွေရဲ့အမြတ်ကိုတိုက်စားသွားနိုင်ပါတယ်ဒါကြောင့်ယင်းနှိမ့်မြုံနှံမှုမှာအမြတ်အစွမ်းကြီးကြီးလိုက်မနေသင့်ပါဘူးအမှားယွင်းတွေကိုအတန်နိုင်ဆုံး short ချပြီးကုန်ကျစရိတ်နေတဲ့ index fund တွေမှာရေရှည်ရင်းနှီးမြှုပ်နှံဖို့ပိုရည်ကြီးပါတယ်။စိတ်သက်ကြစရာဈေးကွက်ကျဆင်းမှုတွေကြုံလာရင်တောင်မယောင်းပဲဆက်ကိုက်ထားဖို့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုလိုအပ်ပါတယ်။ဒါဆိုရင်တထေးတွေကသူတို့ရဲ့စီးစင်ဥစားကိုဘယ်လိုတိဆောက်ကြတာလဲ။ဒုတိယစာအုပ်ကတော့ K Tanaka ရဲ့ People up to 100 million yen, People from 100 million yen ပါ။ Goldman Sachs မှာနှစ်ပေါင်းများစွာလုပ်ခဲ့တဲ့ Tanaka ကပိုက်ဆံရှာနီးကပိုက်ဆံအတွေ့အကြုံဆက်ဆံရေးဆိုတဲ့အစီအစဉ်အတိုင်းပါပဲလို့ပြောပါတယ်။တချို့လူတွေကယင်းနှီးငွေမရှိဘဲအရင်ဆုံးအကျိုးအမြတ်ရှိမဲ့ဆက်ဆံရေးတွေလိုက်ရှာတတ်ကြပါတယ်။ဒါပေမဲ့ဒါဟာအရန်ကိုအန်တရယ်များတဲ့လောက်ရက်ပါ။ယင်းနှီးမြှုပ်နှံမှုအတွေ့အကြုံမရှိရင်ဘယ်အချက်အလက်ကမှန်ပြီးဘယ်အချက်အလက်ကလိမ်ညာတာလဲဆိုတာကိုခွဲခြားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်စပြီးယင်းနှီးမြှုပ်နှံမှုအတွက်ငွေအများကြီးမလိုပါဘူး။ရန်ထောင်ဒါမှမဟုတ်ရန်1000လောက်နဲ့စနိုင်ပါတယ်။ရန်1000ကို2000ဖြစ်အောင်လုပ်နိုင်တဲ့သူဟာရန်တန်း100ကိုတန်း200ဖြစ်အောင်လုပ်နိုင်မှာပါ။ဒီလိုရင်းနှီးမြှုပ်နှံမှုဆိုတာကိုယ်ပတ်စံနဲ့ကိုယ်တိုင်ဆုံးဖြတ်ပြီးရလက်ကိုလက်ခံတာပါပဲ။အမှားလုံးမိရင်တောင်ထိခိုက်မှုနည်းတဲ့အတွက်သင်ယူမှုတွေအများကြီးရရှိနိုင်ပါတယ်။ဒီလိုရင်းနှီးမြှုပ်နှံမှုတွေစလုပ်တဲ့အခါမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကိုကြည်ပုံကကွဲပြားသွားပါလိမ့်မယ်။ဥပမာကားကုမ္ပဏီစတော့တွေဝယ်ထားရင်ကားသတင်းတွေကိုအာရုံစိုက်မိလာပါလိမ့်မယ်။ဒါကိုကာလာအဖက်လို့ခေါ်ပါတယ်။မိတ်ဆွေရင်းနှီးမြှုပ်နှံထားတဲ့အခါရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အချက်လက်တွေကိုအလွယ်တကူမြင်တွေ့လာရပါလိမ့်မယ်။ဒီလိုသင်ယူမှုတွေကနေ SNS မှာမျှဝေတာဒါမှမဟုတ်တခြားလူတွေကိုပြောပြတာတွေလုပ်တဲ့အခါတခြားရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားသူတွေနဲ့ချိတ်ဆက်မိလာပါလိမ့်မယ်။ဒါမှန်ကန်တဲ့ဆက်ဆံရေးတွေတည်ဆောက်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။တခြားလူတွေနဲ့အပြန်အလှန်ဆွေးနွေးဖလှယ်ပြီးအဆက်အသွယ်တွေရလာနိုင်ပါတယ်။ယင်းနှီးမြှုပ်နှံမှုမှာရေရှည်တည်တံ့ပြီးဗတ်ပေါင်းစုံကနေယင်းနှီးမြှုပ်နှံဖို့လိုပါတယ်။နေချင်းပြန်တဲ့ရောင်းဝယ်ကစိတ်ဖိစီးမှုများပြီးကုန်ကျစရိတ်လည်းများပါတယ်။ဒါကြောင့်ကုမ္ပဏီအများပြားလုပ်ငန်းနယ်ပယ်များစွာနဲ့နိုင်ငံအများပြားမှာယင်းနှီးမြှုပ်နှံခြင်းဖြင့်အန်တဲ့ကိုရှော့ချနိုင်ပါတယ်။ဥပမာကဘာတဝင်း stock ဈေးကွက်နဲ့ချိတ်ဆက်ထားတဲ့ index fund တွေကိုနီးစလိုမျိုးအခွန်တထားတဲ့စနစ်နဲ့စနစ်တကျယင်းနှီးမြှုပ်နှံတာကအကောင်းဆုံးပါပဲ။ကုန်ကျစရိတ်ကိုအများတန်းသတိထားဖို့လည်းလိုပါတယ်။ယင်းနှီးမြှုပ်နှံမှုတွေကနေရတဲ့အမြတ်တွေဘလောက်ပဲများကုန်ကျစရိတ်များနေရင်မိတ်ဆွေရဲ့အမြတ်တွေကလျော့နေပါလိမ့်မယ်။ကုန်ကျစရိတ်များတဲ့ယင်းနှီးမြှုပ်နှံမှုတွေဟာစပြီးဝယ်ကြတဲ့ကအနှုတ်နဲ့စတာနဲ့တူပါတယ်။ယင်းနှီးမြှုပ်နှံမှုမှာအမြတ်ပဲမကြည့်ပဲကုန်ကျစရိတ်တွေကိုလည်းကြည့်သင့်ပါတယ်။ဒါဆိုရင်လစဉ်ရန်တန်းသိန်းပုံမှန်ရမယ့်ဝင်ငွေဆက်ကိုဘယ်လိုတည်ဆောက်ကြမလဲ။တတိယစာအုပ်ကတော့ Lion Nissan ရဲ့ How to build a dividend machine that pays 100,000 yen per month permanently ပါဒီစာအုပ်က40ရန်တသိန်းပုံမှန်ရမယ့်ဝင်ငွေဆက်တစ်ခုဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုဖော်ပြထားပါတယ်ဒီလိုဝင်ငွေရဖို့ဆိုရင်ရန်တန်း30အရင်ဒီကိုနှစ်စဉ်4ပုံတစ်ပုံ
ဒါမှမဟုတ်400ခိုင်နှုန်းထက်ပိုပြီးအငှက်ရအောင်လုပ်ရပါမယ် ဒါဆိုရင်နှစ်စဉ်ယန်1တန်း2သိန်း1120ရရှိမှာဖြစ်ပြီးလစဉ်ယန်1သိန်း1သိန်းဖြစ်ပါတယ်ဒီလိုယန်တန်း30 13000ဘလို့စုဆောင်ရမလဲအများစုအတွက်ဒါကအခက်ခဲဆုံးအဆင့်ပါနီစာစနစ်ကိုအခွန်ကင်းလို့ယင်းနှိမ့်နှံမှုအတွက်အသုံးပြုသင့်ပါတယ် နီးစာရဲ့ကန်တာချက်ကယန်တန်ရှတန်ပါဒီယန်ဆရှတန်ကိုနီးစာအကောင့်ထဲမှာထည့်ထားမယ်ဆိုရင်အမျက်တွေဘလောက်ပဲတိုးပွားလာပါစေအခွန်ကင်းလို့မှထည့်ပါတယ်ဒါကြောင့် mix တွေအနေနဲ့ယန်ဆရှတန်ကိုစုဆောင်းပြီးယန်တန်3တန်းအထိတိုးပွားအောင်လုပ်ရမှာပါ ဒီနေရာမှာ compound interest တို့မဟုတ်အတိုးပေါ်အတိုးရရှိစေတဲ့စနစ်ကိုအသုံးပြုရမှာဖြစ်ပါတယ်ယန်တန်း30 13000မပြည့်မချင်းယင်းနှိမ့်မြုပ်နှံထားတဲ့အမျက်တွေကိုထုတ်မသုံးပဲပြန်လည်ယင်းနှိမ့်မြုပ်နှံခြင်းကအဓိကကြပါတယ်လစဉ်ယန်3000 3000ကိုနှစ်စဉ်400ခိုင်နှုန်းနဲ့ယင်းနှိမ့်မြုပ်နှံရင်38နှစ်ကြာရင်ယန်တန်း30 13000ပြည့်မှာပါလစဉ်ယန်3သိန်းဆိုရင်တော့နှစ်20အတွင်းပြည့်နိုင်ပါတယ်ဒါကြောင့်လစဉ်ယန်3သိန်းဝင်ငွေဆက်ကိုတိစောက်ဖို့အတွက်အမြန်ဆုံးစတင်ပြီးလစဉ်ယင်းနှိမ့်မြုပ်နှံမှုပမာဏကိုတိုးမြှင့်ရပါမယ်ငွေကြီးသုံးစွဲမှုကိုခြွေတာပြီးပူလှန်တဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံမှာဒါပေမဲ့ကျန်းမာရေးနဲ့နှိစင်ပျော်ရွှင်မှုတွေကိုမထိခိုက်ဖို့လည်းအရေးကြီးပါတယ် American အစိုးရငွေတိုက်စာချုပ်တွေကနှစ်စဉ်400ခိုင်နှုန်းနဲ့အထက်အမျက်တွေရနိုင်ပါတယ်ဂျပန် store တွေဖြစ်တဲ့ Toyota တို့ Nippon Yusan တို့လိုကုမ္ပဏီတွေမှာလည်းမြင့်မားတဲ့အမျက်ဝေစုတွေရနိုင်ပါတယ်ဒါဆိုရင်ဈေးကွက်ကျဆင်းချိန်တွေမှာယင်းနှိမ့်ညုံနန္တာကိုဘယ်လိုဆက်လုပ်ကြမလဲ စတုထစာအုပ်ကတော့ Nick Maggiulli ရဲ့ Just Keep Buying ပါဒီစာအုပ်ရဲ့အဓိကစိတ်ကူးကတော့ယင်းနှိမ့်မြုပ်နှံမှုမှာဘလောက်ပဲဈေးကျကျဆက်ပြီးဝယ်ယူဖို့အရေးကြီးပါတယ်ရေရှည်မှာ stock share တွေဟာအမြဲတမ်းအကောင်းဆုံးပြန်လာနှုန်းကိုပေးနိုင်ခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်2000အတွင်း American stock share တွေဟာနှစ်စဉ် 6.8 ရာခိုင်နှုန်းအမြတ်စွန်ပေးခဲ့ပါတယ် stock share တွေဆိုတာကုမ္ပဏီရဲ့တစ်စိတ်တစ်ပိုင်းကိုပိုင်ဆိုင်တာပါပဲဒါကြောင့်ကုမ္ပဏီကြီးထွားလာတာနဲ့အမျှမိတ်ဆွေရဲ့ပိုင်ဆိုင်မှုတွေလည်းကြီးထွားလာပါလိမ့်မယ်ဒါပေမဲ့ stock ဈေးကွက်ရဲ့အားနည်းချက်ကတော့ဈေးနှုန်းအတက်ကျများတာပါပဲနှစ်တီလာအတွင်း50ရာခိုင်နှုန်းကျော်ကျဆင်းမှုနှစ်ကြိမ်30ရာခိုင်နှုန်းကျဆင်းမှု4နှစ်5နှစ်တစ်ကြိမ်နဲ့10ရာခိုင်နှုန်းကျဆင်းမှု2နှစ်တစ်ကြိမ်ချစ်ခဲ့ပါတယ်။ယင်းနှိမ့်မြုပ်နှံမှုတွေလှုပ်ထားတာ10နှစ်ကြာပြီးမှရဲ့အနှဲငယ်အတွင်းဆုံးရှုံးရတာမျိုးလည်းရှိနိုင်ပါတယ်။ရေရှည်မှာတော့ stock ဈေးကွက်ကပြန်လည်ကောင်းမွန်လာမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဈေးကွက်ကျဆင်းတဲ့အချိန်မှာတရားတွေကိုမကြည့်ပဲ share application တွေကိုပိတ်ထားတင်ပါတယ်။ဒါဟာမိတ်ဆွေကိုစိတ်ပူပန်မှုတွေကနေကာကွယ်ပေးနိုင်ပါတယ်။ bond တွေမှာယင်းနှိမ့်မြုပ်နှံတာကလည်းကောင်းပါတယ်။ stock share တွေလို့အမြတ်များများမရပေမဲ့ bond တွေကဈေးနှုန်းအကျနည်းပြီးအေးအေးဆေးဆေးရှိပါတယ် bond တွေဟာ stock share တွေကျဆင်းတဲ့အခါတန်ဖိုးကတက်လာတတ်ပါတယ်အရေးပေါ်အခြေအနေတွေမှာငွေလိုအပ်လာရင် stock share တွေကိုအရှုံးနဲ့မရောင်းရအောင် bond တွေကကူညီပေးနိုင်ပါတယ်ကိုအသက်အရွယ်လုပ်ငန်းစိတ်ပိုင်းဆိုင်ရာခံနိုင်ရည်နဲ့အညီ stock နဲ့ bond ရင်းနှီးမြှုပ်နှံမှုတွေကိုမျှတအောင်လုပ်သင့်ပါတယ်မိတ်ဆွေတို့ကြားခဲ့ရတဲ့စာအုပ်လေးအုပ်ကနေအောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှုအတွက်လျှို့ဝှက်ချက်ဆိုတာမရှိပါဘူးဆိုတာတွေ့ရပါလိမ့်မယ်အရေးကြီးတာကလူတိုင်းသိတဲ့အခြေခံစည်းမျဉ်းတွေကိုဘလောက်ကြာမဖောက်ဖျက်ပဲဆက်ပြီးလုပ်နိုင်လဲဆိုတာပါပဲဒီအခြေခံစည်းမျဉ်းတွေကရေရှည်ရင်းနှီးမြှုပ်နှံပါဖက်ပေါင်းစုံကွဲပြားစွာရင်းနှီးမြှုပ်နှံပါကုန်ကြစရိတ်ကိုထိန်းချုပ်ပါဈေးကွက်ကျဆင်းရင်တောင်မရောင်းပါနဲ့ဆိုတာတွေပဲဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံမှုရဲ့အဓိကအခက်အခဲကအသိပညာထက်လှုပ်ဆောင်မှုကြောင့်ပါလူတွေဟာစိတ်ခံစားမှုနဲ့ဆုံးဖြတ်တတ်ကြတာကြောင့်ဈေးကွက်တက်ရင်လောဘတက်ပြီးဈေးကွက်ကျရင်ကြောက်ပြီးရောင်းချတတ်ကြပါတယ်ဒါကြောင့်ယင်းနှီးမြှုပ်နှံမှုမှာပါဝဲတယ်ဆိုတာထက်ဘယ်လိုလှုပ်ဆောင်တယ်ဆိုတာပိုရေးကြီးပါတယ်ဈေးကွက်သတင်းတွေကိုမကြည့်ပဲ share application တွေကိုပိတ်ထားတာမျိုးကအကျိုးမြတ်အရှိဆုံးနည်းလမ်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အမားတွေကိုလျှော့ချနိုင်တဲ့အတွက်ပါရင်းနှီးမြှုပ်နှံမှုမှာအချိန်ကုန်ခံရမယ့်နေရာကတော့ဝင်ငွေတိုးမြင့်ဖို့နဲ့ရင်းနှီးမြှုပ်နှံနိုင်မဲ့ငွေပမာဏကိုတိုးဖို့ပါပဲရင်းနှီးမြှုပ်နှံမှုကိုအတက်နိုင်ဆုံးရိုးရှင်းပြီးအလိုအလျောက်ဖြစ်အောင်လုပ်သင့်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ရင်းနှီးမြှုပ်နှံမှုကမိတ်ဆွေရဲ့ဘဝရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပေးနိုင်တဲ့နည်းလမ်းတစ်ခုပါလစဉ်ဝင်ငွေရန်3သိန်းရတာရန်တန်း100ရတာကရည်မှန်းချက်မဟုတ်ပါဘူးပတ်စံနဲ့ဘာတွေလှုပ်ချင်လဲဆိုတာရှင်းရှင်းလင်းလင်းသိထားသင့်ပါတယ်
မိတ်ဆွေရဲ့ရည်မှန်းချက်ရှင်းလင်းနေရင်ဈေးကွက်ကျဆင်းမှုတွေကြုံလာရင်တောင်တုံ့လှုပ်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့ကစပြီးပြီးပြည့်စုံအောင်မလုပ်နိုင်ရင်တောင်ဘယ်တော့မှမရက်တတ်ပဲဆက်လုပ်နေတာကအဓိကပါပဲ ဘလောက်ပဲနည်းနည်းလေးဖြစ်ပါစေဘလောက်ပဲနည်းနည်းလေးဖြစ်ပါစေဘယ်တော့မှမရက်ပဲဆက်လုံနေတဲ့သူတွေသာအဆုံးမှာကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိကြပါတယ်ဒီလိုယင်းနှိမ့်မြုံနှံမှုနည်းလမ်းတွေဟာမိတ်ဆွေရဲ့ဘဝကိုတကယ်ပဲပြောင်းလဲနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးထိုးထွင်းဉာဏ်တွေအများကြီးထပ်ပြီးဝေမျှပေးထားမှာထက်ပါတယ်